မင်္ဂလာပါရှင်ကျိုင်းတော်မမန်းလေးရောက်ပါပြီကျိုင်းတော်မမန်းလေးလေးပါဆက်ကြပါအောင်ရှင်ရုပ်အတုလေးနဲ့ဆက်ကြပါအောင်ကျိုင်းတော်မမန်းလေးလေးကမစားရအရင်ကြာနေပြီငယ်လေးကကျိုင်းတော်မှာစားခဲ့တဲ့အသီးလေးကြည့်တော့အညာလေးပါလာသေးရဲ့ကြည့်ရလေညာလေးဟုတ်ပြီမနော်တော့လေဒီလိုရောင်းလေဒီလိုရောင်းလေဒီလိုဖြစ်နေပြီဆိုရင်ချိုးရဟုတ်ချိုးအေးလေအဲ့ဒါအမမလို့ပေါ်ရအဲ့ဒီတေးကြငါ哇，ဒီလိုမျိုးအဲ့စိတ်မအောင်မပါအောင်ဒီလိုရောင်လေးဒီလိုရောင်လေးဒီလိုရောင်ဆိုတော့နည်းနည်းဖန်ကျင်တယ်နည်းနည်းဟောပေါ့နော်ဖန်ချင်းလေးဖန်ချင်းချိုးရှင်ဖန်လေးပေါ့ရှင်ဖန်လေးဖြစ်တဲ့ဒီလိုမျိုးဆိုရင်နော်အဲ့လိုမျိုးဆိုရင်တော့အမွှနဲ့တော့စားဖို့ကောင်းတယ်ဒီလိုလေးမတိုင်းရုံလမ်းနေပြီမလေးလေးပေါ့ရှင်အရင်စားကောင်းတော့mấy là mua nhả ra sao chơi tụi này đâu không sao bu gì sao gì bu gì nè sao gì rồi chắc hai lần nữa không biết sao nghe bây giờ anh trên này rồi không đi sao lạiနီးရပုံဝင်ကျအိမ်နီးရဆိုရင်လာကြပြပါမယ်ရှင်လင်းသွားဆိုရင်လင်းသွားရင်တော့လည်းမြစ်ကျောင်းတင်ပေါ့နော်လမ်းကြောင်းတင်မမိုးပဲမြစ်ကျမယ်အဲ့တော့မမန်ဒီကြောင်လေးလာပြပေးတာပါစားစားကြည့်နေမယ်ကြာစားလို့ကောင်း